ကျမသမီးကြောက်ကြောက်ရဲ့18နှစ်ပြည့်မွေးနေ့ပွဲကပျော်ရွှင်စရာတွေနဲ့ပြည့်နေခဲ့တယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေကကြာမခံခဲ့ပါဘူး။ကျမရဲ့အချစ်ဆုံးတငယ်ချင်းလို့ခေါ်တဲ့လီအန်ရဲ့အကိုက DNA စစ်ဆေးချက်ကိုပြပြီးကြောက်ကငါညီမရဲ့တမီးရင်းပဲလို့អော်လိုက်တယ်။သူတို့ရဲ့ကြေညာချက်ကြောင့်ပွဲကရုပ်သေးဖြစ်သွားပေမဲ့ကျမကတော့တည်ငြိမ်နေခဲ့တယ်။ဒါကသူတို့ရဲ့အစီအစဉ်ပဲဆိုတာကျမကြိုသိနေခဲ့တာကိုလီအန်ကမျက်ရည်ခံထိုးနဲ့ကြောက်ကငါရဲ့သွေးသားအရင်ပါဒီနှစ်တွေတခြားလုံးသူနဲ့ခွဲနေခဲ့ရတာအခုတော့ငါသူ့ကိုပြန်လိုချင်ပြီးဆိုပြီးတောင်းဆိုလာတယ်သူ့အကိုကလည်းဟုတ်တယ်ငါညီမရဲ့ယောက်ျားကနင့်အတွက်အလုပ်လုပ်ပေးရင်းနဲ့အဆုံးရှုံးခဲ့ရတာဆိုပြီးအတိတ်ကအကြောင်းတွေကိုဆွဲထည့်ကကျမကိုဖိအားပေးဖို့ကြိုးစားတယ်သူတို့ရဲ့တရုပ်ဆောင်ချက်တွေကိုကျမရက်တန့်ပစ်လိုက်တယ်တော်တော့အဲ့ဒီ DNA စစ်ဆေးချက်ကအတူကြီးလို့ကျမအေးဆက်ပြောချလိုက်တယ်ကျမရဲ့စကားကြောင့်သူတို့နှစ်ယောက်လုံးကြောင်သွားတယ်သူတို့ရဲ့အကြံအစီကိုကျမကဘလို့လုပ်ပြီးသိနေရတာလဲဆိုတဲ့အကြည့်တွေနဲ့ပေါ့ဘာလို့အတူလို့ပြောရတာလဲဆိုပြီးသူတို့ကအတင်းကာကွယ်ညှင်းဆန်ကြတယ်အဲ့ဒီအချိန်မှာကျမယောက်ျားကဝင်ပြောတယ်ခင်ဗျားတို့ဒီလောက်တောင်သမီးရင်းကိုချစ်နေတယ်ဆိုရင်ဒီ18နှလုံးလုံးအားရကိုဘာလို့အဲ့ဒီလောက်နှိမ့်ဆက်ခဲ့ကြတာလဲကျွန်တော်တို့ရှေ့မှာတော့အကြိမ်20မကရိုက်နှက်ခဲ့ကြပြီးအစာငတ်ထားတာတွေအခန်းမှောင်ထဲပိတ်ထားတာတွေမပါသေးဘူးကျမကသူတို့ကိုစိုက်ကြည့်ပြီးစိန်ခေါ်လိုက်တယ်ခင်ဗျားတို့ဒီလောက်တောင်တေးချနေရင်ကိစ္စမရှိဘူးလေဒီမှာရှိတဲ့လူအားလုံးရဲ့ရှေ့မှာနောက်တစ်ခါ DNA ပြန်စစ်ကြတာပေါ့တတိရှိလားဒီတစ်ခါတော့လီအန်မျက်နှာပြတ်သွားတယ်မဖြစ်ဘူးကလေးတွေထပ်ပြီးစိတ်တန်ရာရမှာပေါ့ဆိုပြီးအကြောင်းပြချက်ပေးလာတယ်အဲ့ဒီအချိန်မှာကျမယောက်ျားကဝင်ပြောတယ်ဟာတာပဲလူအများကြီးရှိရဲ့ပွဲမှာဒီအကြောင်းကိုကြီးညာတော့ကတော့ကလေးတွေရဲ့စိတ်တန်ရာကိုထည့်မစင်စားခဲ့ဘူးပေါ့ခင်ဗျားတို့ရဲ့တကယ်ရည်ရွယ်ချက်ကကြောက်ကအမွေဆက်ခံသူဖြစ်လာတော့မှသူ့ကိုလိုချင်ပြီးအားရကိုစွန့်ပစ်ချင်နေတာမဟုတ်လား